ဟိုးရှိရှိတုန်းကလွန်ခဲ့တဲ့ခရစ်နှစ်1044ခုနှစ်တုန်းကအိန္ဒိယနိုင်ငံကနေထွက်လာတဲ့ကုန်ရွက်တင်ပေါ်ကြီးတစ်စင်းဟာကြီးမားတဲ့မုန်တိုင်းကြီးတိုက်ခိုက်တာကြောင့်ရွက်တင်ပေါ်ကြီးဟာပျက်စီးသွားရပြီးတော့လူအများအများကလည်းပဲပင်လယ်ရေအောက်ကျမ်းမြင့်ထဲမှာနစ်မြုပ်သွားကြပြီးတည်ဆုံသွားကြရပါတယ်။ဒါပေမဲ့ရွက်တင်ပေါ်ပေါ်မှာလိုက်ပါလာကြတဲ့ကောင်လေးနှစ်ယောက်ဟာရှိသမျှအားအင်တွေနဲ့တွေ့ရပြက်ကိုတွဲဖက်ထားကြပြီးတော့အသက်ရှင်လျက်ပင်လယ်ရေလိုင်းတွေနဲ့အတူမျောပါသွားကြပါတယ်။ကောင်လေးနှစ်ယောက်ဟာမုန်တိုင်းကြီးရပ်တန့်သွားပေမဲ့သူတို့ရဲ့အားအင်တွေကုန်ခန်းပြီးပင်ပန်းနေကြတာကြောင့်အဲ့ဒီပြက်ပေါ်မှာပဲတတိလေးမေ့မျောသွားကြပြီးတော့ပင်လယ်ရေလှိုင်းနဲ့အတူတဖြည်းဖြည်းချင်းမျောပါသွားရင်းနဲ့သူဝနာဘူမီဆိုတဲ့တထုံပြည်ရဲ့ကမ်းဆက်တနေရာကိုရောက်ရှိလာကြပါတယ်။အဲ့ဒီချိန်မှာသူဝနာဘူမီဆိုတဲ့တထုံပြည်ကြီးဟာအလွန်ပဲတာယာဝပြောပြီးတော့တထုံပြည်ကြီးကိုအုပ်ချုပ်တဲ့မနူဟာဘုရင်ကြီးကလည်းဗုဒ္ဓဘာသာအပေါ်အလွန်ပဲကြီးညိုကိုင်းဆိုင်တဲ့မင်းတစ်ပါးဖြစ်နေပါတယ်။မနူဟာဘုရင်ကြီးအုပ်ချုပ်တဲ့သူဝနာဘူမီတိုင်းပြည်ဟာရွှေထွက်တဲ့တိုင်းပြည်ဖြစ်တာကြောင့်တခြားတိုင်းပြည်တွေထက်အလွန်ပဲတိုးတက်ချမ်းသာနေပြီးတော့မနူဟာမင်းကြီးမှာဆင်ဖြူ32စင်းကိုလည်းပိုင်ဆိုင်ထားပါတယ်။သူဝနာဘူမီတိုင်းပြည်ရဲ့ဇင်ကြိုက်တောင်ချေကကမ်းဆက်တနေရာမှာအိန္ဒိယနိုင်ငံသားကောင်လေးနှစ်ယောက်တတိလေးမေ့မျောနေတာကိုတငါသည်တွေကတွေ့တော့ကဲတင်ပေးလိုက်ကြပြီးတာနဲ့ဗာမင်းဆရာတော်ဖျားကြီးအရှင်ဦးဝိနာယထံမှာအနံထားလိုက်ကြပါတယ်။အဲ့ဒါနဲ့တရဝါတွေနဲ့လူသားတွေအပေါ်မှာမေတ္တာထားတတ်တဲ့ဆရာတော်ဖျားကြီးကလည်းပဲကောင်လေးနှစ်ယောက်ကိုကပ္ပိယာကြီးနဲ့အတူမွေးစားဖို့ဆုံးဖြတ်လိုက်ပြီးခေါ်ထားလိုက်ပါတယ်။အရွယ်ငယ်တဲ့ကောင်လေးနှစ်ယောက်ကမြန်မာဘာသာစကားကိုလည်းအချိန်တိုလေးတွင်းမှာနားလည်နိုင်ကြပြီးကပ္ပိယာကြီးနဲ့ဘုန်းကြီးတို့ခိုင်သမျှဘုန်းကြီးကျောင်းရဲ့ဝေယဝစ္စအဝဝကိုလိုလေသေးမရှိအောင်လှုံ့ဆော်ပေးကြပါတယ်။ပြီးတော့ဗုဒ္ဓဘာသာအပေါ်မှာယူသေးကိုင်းဆိုင်တဲ့လူငယ်လေးတွေဖြစ်လာကြပြီးတော့ဘုန်းကြီးပေးထားတဲ့ဘွဲအမည်အတိုင်းဘုန်းကြီးကျောင်းသားလေးဗျဝိနဲ့ဗျာတာဆိုပြီးအမည်တွင်လာခဲ့ကြပါတယ်။ဗျဝိနဲ့ဗျာတာညီကိုနှစ်ယောက်ဟာတယောက်ကိုတယောက်အရန်ကိုချစ်ကြတဲ့ညီကိုတွေဖြစ်ကြပြီးတော့အလုတ်ကိုခိုကက်ခြင်းမရှိဘဲနဲ့အလုတ်ကိုအပြိုင်အဆိုင်အလိုရဲ့လောက်ကြရင်းနဲ့ပဲလူပြိုအရွယ်ရောက်ရှိလာကြပါတယ်။ဗျဝိနဲ့ဗျာတာညီကိုနှစ်ယောက်တို့ဟာနက်နက်တိုင်းဘုန်းကြီးနဲ့အတူဆွမ်းကန်ကြွားကြရင်းနဲ့နက်နက်တိုင်းမှာဆွမ်းလောင်းလေးရှိတဲ့အပြိုအရွယ်ရောက်နေပြီဖြစ်တဲ့မြို့ဝမင်းရဲ့သမီးတော်လေးမဲအိုစာရဲ့အလှကိုအကိုဖြစ်သူဗျဝိကအလွန်ပဲနှိမ့်သက်သဘောကျပြီးတော့ရင်ထဲမှာတိတ်တခိုးလေးကြိတ်ကြိုက်နေပါတယ်။ဒါပေမဲ့ဗျဝီကဘုံကြီးမွေးစားထားတဲ့တိုင်းဘာသာဘုံကြီးကျောင်းသားလေးဖြစ်နေပြီးတော့မဲအိုစာကမြို့ဝမင်းရဲ့သမီးတော်ဖြစ်နေတာကြောင့်အစင်တန်တွေကွာခြားလို့ဖွင့်မပြောရဲပဲနဲ့ဘုံကြီးနဲ့အတူစွမ်းခံလိုက်တိုင်းမဲအိုစာရဲ့အလှကိုငေးမောကြည့်နေရင်နဲ့တယောက်တည်းရင်ခုန်ပြီးအတိတ်တခိုးချစ်နေရရှာပါတယ်။ဒါပေမဲ့မဲအိုစာကလည်းဗျဝီရဲ့အကြည့်ကိုတတိထားမိပြီးတော့ဗျဝီရဲ့အကြည့်တွေကြောင့်ရင်ခုန်လာရပြီးအချစ်ဆိုတဲ့အရာကြီးကိုနားလည်သဘောပေါက်နေပြီပဲဖြစ်ပါတယ်။ညီဖြစ်သူဗျာတာကအကိုဖြစ်သူဗျဝီရဲ့မဲဦးစာကိုအဆင့်တန်းချင်းမတူလို့ဖွင့်မပြောရဲတာကိုကြည့်ပြီးတော့တနာမိပြီးဂျားတွေကနေအောင်သွယ်လုပ်ပေးလိုက်တဲ့အခါမှာပဲကိုဗျဝီနဲ့မဲဦးစာတို့ဟာအရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်သွားကြပါတယ်။ဒီနေ့မှာတော့ဘုန်းကြီးကျောင်းကကပ္ပိယာကြီးဟာနာမကျန်းဖြစ်ပြီးတော့ဘာမှမလုပ်နိုင်တော့ပဲအဲ့ရထဲမှာလဲနေပါတယ်။ဆရာတော်ဖျားကြီးကကပ္ပိယာကြီးကိုကုသပေးဖို့အတွက်လိုအပ်တဲ့တစ်ဦးတစ်မြစ်တွေကိုတောထဲမှာရှာဖွေတူးယူဖို့အတွက်ငယ်ရွယ်ပြီးတန်မာတဲ့ဗျဝိနဲ့ဗျာတာကိုတူးယူတဲ့အခါမှာအာကိုဖို့အတွက်တောထဲကိုတခါတည်းခေါ်ဆောင်သွားလိုက်ပါတယ်။အဲ့ဒီချိန်မှာတောထဲကဇော်ကြီးတစ်ပါးဟာသူ့ရဲ့ဝိဇ္ဇာပညာကိုနောက်တစ်ဆင့်တက်အောင်ဆိုပြီးတော့တောထဲမှာလုံခြုံတဲ့နေရာတစ်ခုကိုရှာဖွေပြီးတော့ထုံကူးဖို့ဖိုးဝင်ပါတယ်။ထုံကူပြီးကြံရင်းနေခဲ့တဲ့လာသာအရွယ်ရုပ်ကျွင်းကလည်းပဲအဲ့ဒီနေရာမှာပဲရနံ့တင်းစွာနဲ့ကြံနေခဲ့ပါတယ်။တိတ်မကြခင်မှာပဲဘုန်းကြီးနဲ့အတူလိုက်ပါလာကြတဲ့ဗျဝီနဲ့ဗျာတာညီကိုနှစ်ယောက်ဟာထူဆန်ပြီးမှွေးကြိုင်တဲ့စားချင်စပွဲရနံ့ကိုရတာကြောင့်အနံ့လာရဘက်ကိုသွားပြီးရှာဖွေကြည့်ကြရကနေပြီးတော့ထူဆန်တဲ့ဇော်ကြီးဖိုးဝင်သားကိုတွေ့လိုက်ကြရပါတယ်။အဲ့ဒီအခါမှာဗျဝီနဲ့ဗျာတာညီကိုနှစ်ယောက်ဟာဇော်ကြီးဖိုးဝင်သားကိုဘာမှမသိကြတာကြောင့်ဘုန်းကြီးကိုလှမ်းခေါ်ပြီးတော့မေးလိုက်ကြပါတယ်။အဲ့ဒီချိန်မှာဘုန်းကြီးကဒါဟာဇော်ကြီးဖိုးဝင်သားဖြစ်တယ်။ဇော်ကြီးဖိုးဝင်သားကိုစားရင်ဆင်မြောင်ဆယ်စီအားမှန်ကြီးတဲ့ကာယတိတ်ထီကိုပေါက်တယ်။မိုင်ရှီဝေးလန့်လာတဲ့ခရီးတွေကိုအချိန်ခဏလေးအတွင်းမှာပဲတွာလာနိုင်စွမ်းရှိတယ်။ပြီးတော့ဓာတ်လှန့်ပြီးတယ်ဆိုပြီးတော့ဘုန်းကြီးကရှင်းပြလိုက်ပါတယ်။ဘုန်းကြီးကအခုလိုတွေ့ကြလာတဲ့ကာယတိတ်ထိပေါက်တဲ့ဇော်ကြီးဖိုးဝင်သားကိုသူဝနာဘူမီတထုံပြည်ကိုအုပ်ချုပ်တဲ့မနူဟာဘုရင်ကြီးနဲ့သာထိုက်တန်တယ်ဆိုပြီးတော့ပြောဆိုလိုက်ပြီးတာနဲ့ဘုန်းကြီးကျောင်းရှိအားကိုယူဆောင်လာစေလိုက်ပါတယ်။